မင်္ဂလာပါပရိသတ်ကြီးတို့ရေဘာမီစတေဖာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါကဘာကြီးကလှပတဲ့နေရာတွေနဲ့ပြည့်နှက်နေသလိုတစ်ဖက်မှာလည်းလူသားတွေအတွက်အသက်အန္တရာယ်ဖြစ်စေနိုင်တော့တဲ့ကြောက်စရာကောင်းတဲ့နေရာတွေလည်းရှိနေကြပါတယ်တချို့နေရာတွေဟာသဘာဝတရားတွေကြောင့်အန္တရာယ်များတာဖြစ်ပြီးချို့နေရာတွေကျတော့နားလေရခတ်တဲ့လှုပ်ဝက်စမ်းကြမှုတွေကြောင့်လူသူရောက်ပေါက်နေပါကြပါတယ်မိတ်ဆွေတို့အနေနဲ့အပျော်ခီးသွားဖို့စိတ်ကူးရှိရင်တော့လုံးဝမသွားတဲ့နဲ့ခြေချလိုက်တာနဲ့အသက်ပြန်ပါဖို့မသေးကြတဲ့ကြောက်ဖို့ကောင်းတဲ့နေရာတွေဆိုတာအပြင်လက်တွေ့မှာတကယ်ရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကဘာကြီးပေါ်မှာရှိတဲ့အန္တရာယ်ရှိဆုံးနေရာ၅ခုအကြောင်းကိုပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကြော်ရင်တော့ပါဗီဒီယိုလေးမစခင်ကျွန်တော် channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့နောက်ထပ်ဗီဒီယိုတစ်တင်နဲ့အမြဲတမ်း update သိနိုင်ဖို့အတွက်Noti ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ပါဦး။ကဲဗီဒီယိုလေးကိုစလိုက်ရအောင်ဗျာ။နံပါတ်5ပထမဆုံးကြောက်စရာအကောင်းဆုံးနေရာတစ်ခုကတော့ဘရာဇီးနိုင်ငံမှာရှိတဲ့မွေကျွန်း State Island လို့လူသိများတဲ့ Ilha Coimbra Grande လို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်။ဒီကျွန်းဟာကြည့်လိုက်ရင်တော့စိမ့်ဆိုနဲ့တားပတဲ့ကျွန်းတစ်ကျွန်းပါ။ဒါပေမဲ့ဒီကျွန်းပေါ်မှာခြေချခွင့်ရဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ဘာလို့လဲဆိုတော့ဘရာဇီးဆိုရကဒီကျွန်းပေါ်သွားရောက်ခြင်းကိုတရားဝင်တားမြစ်ပိတ်ပင်ထားလို့ပါပဲအကြောင်းရင်းကတော့ရိုးရှင်းပါတယ်ဒီကျွန်းဟာကမ္ဘာပေါ်မှာအစိတ်အပြင်းဆုံးမွေတွေစုဝေးနေထိုင်ရာနေရာတစ်ခုဖြစ်နေလို့ပါပဲသူဒေသနာတွေကဒီကျွန်းပေါ်မှာစတူယန်မီတာ1မီတာပတ်နေတိုင်းမှာအနည်းဆုံးမွေတစ်ကောင်ကနေ9ကောင်အထိရှိနေတတ်တယ်လို့ဆိုပါတယ်မိတ်ဆွေအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်ခြေလန်းတလန်းလိုက်တိုင်းမှာပေမင်းတမန်မွေတစ်ကောင်နဲ့တွေ့ရဖို့ပေးချနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီကျွန်းမှာအများဆုံးတွေ့ရတာကတော့ Golden Last Head Viper လို့ခေါ်တဲ့ရွှေရောင်မွေဝေးမျိုးစားပါသူတို့ရဲ့အစိမ်ဟာဘလောက်ပြင်းတဲ့လဲဆိုရင်လူတယောက်ကိုကိုက်လိုက်တာနဲ့အသားတွေအရေးပျော်သွားစေနိုင်လောက်တဲ့အထိပြင်းထန်ပါတယ်ကိုက်ခံရပြီးနိုင်ပိုင်းအတွင်းမှာပဲကြောက်ကက်ပျက်စီးတာအုံနောက်သွေးကိုစီးတာတွေဖြစ်ပြီးသေဆုံးသွားနိုင်ပါတယ်ဒီကျွန်းနဲ့ပတ်သက်တဲ့ဒဏ္ဍာရီဆန်ဇလန်တစ်ပုဒ်ပဲရှိနေပါတယ်တစ်ချိန်ကဒီကျွန်းပေါ်မှာမိပြတိုက်ကိုစောင့်ရှောက်ဖို့မိသားစုတစုနေထိုင်ခဲ့ဘူးပါတယ်။တညမှာတော့ပရင်းပေါက်ကတွေမွေတွေအများကြီးဝင်လာလို့သူတို့မိသားစုထွက်ပြေးခဲ့ကြတယ်ပဲဘယ်သူမှတော့မြောက်ခဲခြင်းမရှိပဲအားလုံးမွေကြိုက်ခံရပြီးတေဆုံးခဲ့ရတယ်လို့ပြောစမှတ်တူကြပါတယ်။အဲဒီအချိန်ကစပြီးဒီကျွန်းဟာလူသားတွေနေထိုင်မှုမဖြစ်နိုင်တော့ပဲမွေတွေရဲ့ဘရင်နိုင်ငံတစ်ခုအဖြစ်တည်လာခဲ့ပါတယ်။နံပါတ်4ကဘာဝဘေးအနေအကြောင်းမဟုတ်ပဲလန်ခီကျန်တန်လုံးနာမည်ဆိုးနဲ့ချော်ချားတဲ့ဘိုလီဗီးယားနိုင်ငံက The Dirt Road တဲမင်းတမန်လမ်းပဲဖြစ်ပါတယ်ဒီလမ်းဟာပေပေါင်း1000ဝဲကျော်မြင့်တဲ့တောင်တန်းကြီးတွေကိုဖြတ်ဖောက်ထားပြီးတော့အမေဇုန်ဒေါနက်ထဲကိုဆင်းသွားတဲ့လမ်းပဲဖြစ်ပါတယ်ကြောက်စရာအကောင်းဆုံးအချက်ကတော့လမ်းအကျယ်ဟာ3မီတာလောက်ပဲကျယ်ပြီးတောင်ကပယံဘက်မှာဘာအကာအရံမှမရှိပါဘူးတကယ်လို့ကားမောင်းရဲ့အလဲငယ်လောက်အာယုံထွက်သွားမယ်ဆိုရင်ပေပေါင်း2000ကျော်နဲ့တဲ့ကြောက်သေးကိုတမ်းပြီးပြုတ်ကျသွားမှာပါဒါလည်းမကသေးပါဘူးဒီဒေသဟာမိုးအမြဲရွာပြီးမြူတွေဆိုင်းနေတယ်လို့ရှေ့ကိုကောင်းကောင်းမမြင်ရတဲ့အခြေအနေမှာမောင်းနေရလေရှိပါတယ်အရင်တုန်းကစင်းနေရဆိုရင်ဒီလမ်းပေါ်မှာတစ်နှစ်ကိုလူပေါင်း200ကနေ300ကျားအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်လမ်းဘေးတစ်လျှောက်မှာကားမောက်ပြီးသေဆုံးသွားတဲ့သူတွေအတွက်စိုက်ထူထားတဲ့လဝါကတိုင်လေးကိုနေရာနဲ့တွေ့မြင်နိုင်ပါတယ်။အခုနောက်ပိုင်းမှာတော့ခီးသွားတွေအတွက်လက်သစ်ဖောက်လိုက်ပြီဖြစ်လို့ကားတွေတိတ်မသွားစားတော့ပေမဲ့လည်းစွန်စားရတာကြိုက်တဲ့စပိန်စီသမားတွေကတော့ဒီလမ်းကိုလာပြီးစူးစမ်းစိန်ခေါ်လေးရှိကြပါနဲ့။ကျွန်တော်သာဆိုရင်ပတ်စံပေးရင်တော့စီးရဲမယ်မထင်ပါဘူး။မိတ်ဆွေရောဒေးမှာအကာရန်မရှိတဲ့ပေ2000မြင့်တဲ့တောင်ကပန်ရန်လမ်းပေါ်မှာစပိန်စီးရဲမှာကုန်းလမ်းမှာပြောပြပေးခဲ့ပါနံပါတ်3နောက်ထပ်နေရာတစ်ခုကတော့အပူဒဏ်ကြောင့်မဟုတ်ပဲအေးဒဏ်ကြောင့်ဖြစ်တဲ့အန္တရာယ်အရှိဆုံးနေရာတစ်ခုပါအဲဒါကတော့ရုရှားနိုင်ငံစိုက်ဘေးရီးယားဒေသမှာရှိတဲ့ဝိုင်မြာကွန်လို့ခေါ်တဲ့ရွာလေးပဲဖြစ်ပါတယ်ဒီရွာဟာကမ္ဘာပေါ်ကလူနေထိုင်တဲ့နေရာတွေထဲမှာအေးဆုံးနေရာဖြစ်စံချိန်တင်ထားပါတယ်အပူချိန်ဘယ်လောက်ထိကျဆင်းလဲဆိုရင်-50 ဒီဂရီဆယ်စီယပ်ဆိုတာပုံမှန်လိုဖြစ်နေပြီးတော့အေးဆုံးချိန်တွေမှာ-81.2 ဒီဂရီဆယ်စီယပ်ထိ
စံတေးတင်ကြာဆင်းခဲ့ဘူးပါတယ်ဒီလောက်အေးတဲ့နေရာမှာရှင်တန်ရတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးအိမ်ပြင်ထွက်လိုက်တာနဲ့မျက်တောင်တွေစပင်းလေးချက်ချင်းဆိုသလိုရေခဲရိုက်သွားပါတယ်ဒရီထူလိုက်ရင်တော့မြေကြီးပေါ်မချခင်ရေခဲတော့ဖြစ်သွားနိုင်လောက်တဲ့အထိအေးရန်ဆိုးပါတယ်ဒီပေါ်မှာကားမောင်းမယ်ဆိုရင်ကားဆက်ကိုလုံးဝမတက်ဖဲထားရပါတယ်တကယ်လို့ကားဆက်တက်လိုက်မယ်ဆိုရင်လည်းအင်ဂျင်ဝိုင်တွေခဲသွားပြီးတော့ကားပြန်နှိုးလို့ရတော့မှာမဟုတ်ပါဘူးငါးဖန်သမားတွေဆိုရင်လည်းမြစ်ထဲကနေငါးကိုဆယ်လိုက်တာနဲ့စက်ကပ်ပိုင်းအတွင်းမှာခဲပြီးကြောက်ခဲလို့မှကြောသွားပါတယ်ဒီမှာနေထိုင်တဲ့သူတွေကတော့အတီးရွက်စိုက်ပျိုးလို့မရတာကြောင့်အသားနဲ့ငါးကိုပဲအဓိကစားသုံးပြီးအသက်ရှင်ကြရပါတယ်မိတ်ဆွေသားအဲ့ဒီရောက်သွားရင်ဖုံးသုံးဖို့တော့မလွယ်ပါဘူးဘက်ထရီတွေကအေးရန်ကြောင့်ချက်ချင်းအားကုန်သွားလို့ပါပဲအေးရန်ကိုကြောက်တတ်တဲ့သူတွေအတွက်တော့ဒီနေရာကငရဲကဲတစ်ခုဖြစ်ပါတယ်ဒါကြောင့်လည်းရှယ်တန်မှုအတွက်အန္တရာယ်ရှိတဲ့နေရာအဖြစ်ပါဝင်နေတာဖြစ်ပါတယ်နံပါတ်2နေရာမှာတော့ထူဆန်ပြီးကြောက်စရာကောင်းတဲ့ရေကန်ကြီးတစ်ခုရှိနေပါတယ်အာဖရိကတိုင်းတန်ဇန်နီးယားနိုင်ငံမှာရှိတဲ့ Lake Natron လို့ခေါ်တဲ့ Natron ရေကန်ပဲဖြစ်ပါတယ်ဒီရေကန်ကိုအပေါ်စီးကကြည့်မယ်ဆိုရင်သွေးရောင်တွန်းနေတဲ့အနီရောင်ရေကန်ကြီးအဖြစ်မြင်တွေ့ရမှာပါဒီရေကန်ရဲ့ထူးခြားချက်ကတော့ရေထဲမှာဓာတ်စားပါဝင်မှုလွန်ကဲနေပြီး pH level 10.5 အထိရှိနေတာကြောင့်အမိုနီးယားနီးပါးပြင်းထန်တဲ့ကာလီခုန်တက်တည်ရှိပါတယ်ဒီရေကန်တွေကိုဆင်းပြီးတဲ့တရိတ်ဆန်တွေငှက်တွေဟာရေနဲ့ထိတာနဲ့ရေကားတွေမျက်လုံးတွေလောင်ကျွမ်းသွားနိုင်ပါတယ်ပိုပြီးထူးခြားတာကတော့ဒီရေကန်သားမှာတည်ဆုံးနေတဲ့တရိတ်ဆန်တွေဟာပုတ်ပွားမသွားဘဲနဲ့ကြောက်ရွံ့တွေလိုမာကြောပြီးခြောက်တွေ့နေတာကိုတွေ့ရတတ်ပါတယ်ဆိုဒီယမ်ကာဗွန်နိတ်ဓာတ်တွေဟာအလောင်းတွေကိုမပုံမတိုးအောင်စီမံလိုက်တယ်လို့ဖြစ်သွားတာပါဓာတ်ပုံဆရာရိုက်ကူးခဲ့တဲ့ပုံတွေမှာဆိုရင်လည်းနှပ်တွေလင်းတို့တွေဟာအသက်ရှိနေတော့အနေထားအတိုင်းကြောက်ရွံ့ဖြစ်နေပြီးတော့တည်ဆုံးနေတာကိုမြင်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီရေကန်ကိုတရိတ်ဆန်တွေကြောက်ရွံ့ဖြစ်စေတဲ့ရေကန်တို့တင်စားခေါ်ကြပြီးမေဒူဇာသိမ့်လို့လည်းလူသိများပါတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကတော့ဂျိုးချာငှက်လိုပုံစံမျိုးရှိတဲ့ဖလာမင်ဂိုကတ်တွေကတော့ဒီရေကန်ရဲ့ကြမ်းတမ်းတဲ့အခြေအနေကိုခိုင်နိုင်ရင်ရှိကြပြီးတော့ဒီနေရာမှာပဲအတိုက်လုံမျိုးပွားလေးရှိကြပြန်ပါတယ်နံပါတ်1နေရာကတော့ရာစုနှစ်ပေါင်းများစွာလူသားတွေကိုချိန်ချောက်နေပြီးယနေ့အထိတိုင်အပြေရှာမရသေးတဲ့လှုပ်ဝက်ချက်တွေရှိတဲ့နေရာဖြစ်ပါတယ်အဲ့ဒါကတော့ဘာမြူတာတရိကန်ပါအာတလန်တိတ်သမုဒ္ဒရာမြောက်ပိုင်းမှာတည်ရှိတဲ့ဒီတရိကန်ဒေသဟာလေမောင်းများစွာတင်ပေါ်ပေါင်းများစွာကိုဝါမြုပ်ခဲ့ပြီးအစအနရှာမရအောင်ထောက်ဖြတ်ပစ်ခဲ့တဲ့နေရာပါနာမည်အကြီးဆုံးဖြစ်ရကတော့1945ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Flight 19 ပါအမေရိကန်ရေတပ်ကဘုံကျဲလေ9စီးဟာဒီဒေသကိုဖျက်ပြန်ရင်ရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်သူတို့ကိုလိုက်လံရှာဖွေခဲ့တဲ့ကယ်ဆယ်ရေးလေယာဉ်တစ်စီးပါထပ်မံပျောက်ဆုံးသွားခဲ့ပါတယ်ဒီနေရာမှာဘာတွေဖြစ်နေရလဲတချို့ကတော့ဂျိုသားတွေရဲ့လက်ချက်လို့ပြောကြတယ်တချို့ကတော့ပင်လယ်အောက်ခြေကမီသိန်းတန်းခွေပောက်ကွဲမှုတွေကြောင့်တင်မောတွေနင်းမြုပ်တာလို့ဆိုကြပါတယ်နောက်ထပ်ယူဆချက်တစ်ခုကတော့ဒီနေရာဟာတန်လိုက်စကွင်းဖောက်ပြန်မှုတွေရှိနေလို့တန်လိုက်အိမ်မြောင်တွေလုံးမလုံးတော့ပဲလမ်းပြောက်ကုန်ကြတာလို့ဆိုပါတယ်သိပ္ပံပညာရှင်တွေကတော့ဒီဒေသမှာရုတ်တရက်ဖြစ်ပေါ်တတ်တဲ့လေပြင်းမုန်တိုင်းတွေနဲ့ပေတရာကျော်မြင့်တဲ့ဆိုင်းလုံးကြီးတွေကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘာမီလာတရီကဒီနေ့အထိလူသားတွေအတွက်တွားရောက်ဖို့အန္တရာယ်အရှိဆုံးနဲ့လှုပ်ဝက်စမ်းချက်မှုအရှိဆုံးနေရာအဖြစ်နံပါတ်1နေရာမှာရပ်တည်နေစေဖြစ်ပါတယ်ဒီနေ့ပြင်ဆက်ပေးခဲ့တဲ့အန္တရာယ်ရှိဆုံးနေရာ9ခုထဲမှာမိတ်ဆွေတို့အတွက်ကြောက်စရာအကောင်းဆုံးနေရာကဘယ်နေရာဖြစ်မလဲမွေတွေပြည့်နေတဲ့ကြောလားအေးခဲနေတဲ့ကြွာလားဒါမှမဟုတ်လှုပ်ဝက်စမ်းကြတဲ့ဘာမီတာတရီကန်လားကောမန့်မှာရေးပါပေးခဲ့ပါဦးဒီလိုဘူးသူသားရစရာအကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုနေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Burmese Ever Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်တွေ့စား